Bismillahirrahmanirrahim. Di ni ro Uhud taung ye nama Tadana Sipwe jiဖြစ်ခဲ့တယ်။အဲ့ဒီစစ်ပွဲဖြစ်ခဲ့တဲ့အချိန်ကာလကဟီဂျရီ3ခုနှစ်ရှောဝါလ9ရက်စနေနေ့မှာဖြစ်ခရစ်တက္ကီရဲ့နဲ့တွက်ကြည့်မယ်ဆိုရင်ခရစ်တက္ကီရဲ့625မေလ23ရက်နေ့မှာအဲ့ဒီစစ်ပွဲဖြစ်ခဲ့တာဖြစ်ဒီအိုဟတ်တောင်ကြီးကကျွန်တော်တို့မစဂျစ်နဘဝီကနေပြီးတော့ကေဘလာဘက်ကိုမဟုတ်ပဲနဲ့ကေဘလာနဲ့စန့်ကျင်ဘက်အရက်ဘက်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအိုဟတ်တောင်ကြီးကိုမြင်နေရတယ်အဲ့ဒီအိုဟတ်တောင်နဲ့ပတ်သက်ပြီးတော့ကိုရောမြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်မိတ်ကြတဲ့အိုဟတ်ကလည်းငါကိုရောကိုချစ်တော်မူတယ်ငါကိုရောကလည်းအိုဟတ်ကိုချစ်တော်မူဒီ story ထဲမှာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကအရာတစ်ခုခုရဲ့ကြီးကျယ်မှုများပြားမှုကိုတင်ပြခြင်းနဲ့ဆိုရင်အိုဟတ်တောင်ကိုဥပမာပေးပြီးတော့တင်ပြလေရှိအဲ့ဒီမှာမွတ်စလမန်ရဲ့ဦးရေက900ပါဝင်ခဲ့တဲ့ကာဖီရဲ့ဦးရေကအယောက်3000ဖြစ်ခဲ့သူတို့ကဘဒရ်မှာအကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ခါကျတော့အကျွေးပြန်ဆက်ဖို့သူတို့ရဲ့အကျွေးပြန်ယူဖို့လာကြတာဖြစ်အဲ့ဒီမှာအိုဟတ်စစ်ပွဲမှာအလံကိုင်တဲ့ဆာဟာဘီကတော့Hazrat Mas'ad bin Umair radiyallahu ta'ala anဖြစ်အဲ့ဒီအလံကိုင် Mas'ad bin Umair radiyallahu ta'ala an လည်းရှဟီဒ်ဖြစ်ခဲ့တဲ့အဲ့ဒီမှာ Sayyidul Shuhada တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ဘာကြီးတော် Hazrat Hamza radiyallahu ta'ala an လည်းရှဟီဒ်ဖြစ်ခဲ့ဟင်ဒါဆိုတဲ့အမျိုးသမီးကသူရဲ့ကျွန်ဝါရှိကိုခိုင်းစေပြီးတော့မှဝါရှိက Hazrat Amir Hamza radiyallahu ta'ala an ကိုမိန်းနဲ့ပြစ်လိုက်လမ်းပြစ်လိုက်ကရဲထုတ်ချင်းဖောက်ပြီးတော့မှရှဟီဒ်ဖြစ်သွားခဲ့အဲ့ဒီမှာကျွန်တော်တို့အိုဟတ်ကအဲ့ဒီတောင်ကြီးကိုသွားတဲ့ခါကျရင်အဲ့ဒီမှာတေချာသူတို့ခြံစည်းရိုးခတ်ထားတဲ့နေရာတစ်ခုကိုတွေ့လိုက်မယ်အဲ့ဒီခြံစည်းရိုးခတ်ထားတဲ့နေရာမှာသူကအထဲမှာထပ်ပြီးတော့မှမြေကြီးပေါ်မှာလေးဘက်လေးရန်ဒီလိုမျိုးအုတ်ခဲလေးတွေနဲ့ပေါင်ခတ်ထားတဲ့နေရာတစ်ခုကိုတွေ့မယ်အဲ့ဒီနေရာအဲ့ဒီပေါင်ခတ်ထားတဲ့နေရာရဲ့အဲ့ဒီအထဲထဲမှာကဘာရနှစ်ခုရှိတယ်အဲ့ဒါက Sayyidul Shuhada Hazrat Amir Hamza radiyallahu ta'ala an ရဲ့ကဘာဖြစ်သူကဘယ်နေရာမှာသူရှဟီဒ်ဖြစ်ခဲ့လဲအဲ့ဒီနေရာမှာပဲသူကိုဒဖန်လုပ်ထားခြင်းဖြစ်တယ်သူရဲ့ဘေးနားမှာအခုနအလံကိုင် Hazrat Mas'ad bin Umair radiyallahu ta'ala an ရဲ့ကဘာရှိကျန်တဲ့ဆဟာဘီတောက်က80ရှဟီဒ်ဖြစ်ခဲ့တာကျန်တဲ့ဆဟာဘာတောက်ကရဲ့ကဘာကသူတို့ရဲ့ဘေးနားမှာတီတန်သူတို့ကိုအဲ့ဒီမှာမြုပ်ထားတာဖြစ်တယ်အဲ့ဒီကိုကျွန်တော်တို့အိုဟတ်ကအဲ့ဒီတောင်ကြီးကိုကျွန်တော်တို့ရောက်တဲ့ခါကျရင်အဲ့ဒီခြံစည်းရိုးခတ်ထားတဲ့နေရာလေးမှာအထဲတော့ဝင်ခွင့်မပေးဘူးအပြင်ကနေပြီးတော့မှဟာဂျီတွေဟာအမရာလုပ်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီမှာဇီယာရတ်လုပ်ကြတယ်။နောက်အဲ့ဒီနာမှာပဲအဲ့ဒီအိုဟတ်တောင်ကြီးရဲ့အဲ့ဒီဘေးနာမှာပဲဂျဘလီရိုမန်ဆိုပြီးတော့တောင်လေးတစ်ခုရှိတယ်။သူကတော့တောင်ပူဇာလေးပဲ။အိုဟတ်တောင်လောက်တော့မမြင့်ဘူး။အဲ့ဒီတောင်ပူဇာလေးမှာတမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ကမြားစစ်တီတော်50ကိုအဲ့ဒီမှာတမန်တော်မြတ်ကနေရာပေးထားတယ်အဲ့ဒီမှာအဲ့ဒီစစ်တီတော်ရဲ့အမီရကခေါင်းဆောင်ကအဗ်ဒူလာဘင်ဂျူဘိုင်ရဒီအလာဟူတာလာန်ဖြစ်တယ်တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ကသူတို့ကိုမှာခဲ့တယ်မင်းတို့ကအဲ့ဒီခါနေပြီးတော့မှငါကိုတော့အမိတ်ပေးမချင်းအမိတ်မပေးမချင်းမစင်းလာရောက်အဲ့ဒီမှာမာလီကနီမတ်တွေနဲ့ပထမစစ်ပွဲကမွတ်စလမန်တွေအနိုင်ဖြစ်သွားတယ်အနိုင်ဖြစ်သွားတော့မာလီကနီမတ်တွေလည်းအလုံးဝေစုခွဲယူကြတော့မယ်မာလီကနီမတ်တွေအလုံးသိသိနေမယ်ဆိုတော့သူတို့ကစစ်ပွဲပြီးဆိုပြီးတချို့ကဆင်းလာလိုက်တဲ့ပုံမှာအဲ့ဒီတောင်ရဲ့အနောက်ဘက်ကနေခါလစ်အဘ်နီဝလီဒ်ကအဲ့ဒီချိန်မွတ်စလင်မဖြစ်သေးဘူးတောင်ရဲ့အနောက်ဘက်ကနေတက်လာပြီးတော့မှသူကအဲ့ဒီမှာမြားမိုးတွေရွာချလိုက်တာ
အဲ့ဒီမှာစစ်ပွဲရဲ့ဟလာပုံစံပြောင်းသွားတာအမှမွတ်စလမန်တွေအယောက်80လောက်ရှဟီဒ်ဖြစ်ခဲ့အဲ့ဒီမှာနေရာလေးတစ်ခုရှိတယ်အဲ့ဒီမှာအဲ့ဒီနေရာလေးတစ်ခုရှိတယ်အဲ့ဒီနေရာကိုအခုလည်းပဲဟလာတန်စကားကွက်လေးတွေနဲ့ကာထားတယ်ဟလာပုံထဲမှာကျွန်တော်နေနဲ့တင်ပေးမှာဖြစ်တယ်အဲ့ဒီနေရာလေးမှာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာတန်ရာရီရပြီးတော့မှဇဟူနမတ်နဲ့အဆွနမတ်ကိုထိုင်ပြီးတော့ဖတ်ခဲ့အရင်ကတော့အဲ့ဒီနေရာမှာပလီရှိတဲ့အခုတော့အဲ့ဒီနေရာလေးကိုတန်စကားလေးနဲ့ခတ်ထားတယ်နောက်အဲ့ဒီနာမှာပလီတလုံးလေးဆောက်လိုက်တယ်ဒါကတော့နောက်ပိုင်းဆောက်တာဖြစ်တယ်အဲ့ဒီပလီကိုနာမည်ပေးထားတယ်မစဂျစ်ဒီဆယီဒီရှူဟာဒါဆိုပြီးတော့အဲ့ဒီပလီကိုနာမည်ပေးထားတယ်ခင်ဗျားတို့အလာဟာဂျီတွေအူမရာလုပ်တဲ့မိတ်ဆွေတွေရောက်တဲ့ခါကျရင်အဲ့ဒီပလီမှာလည်းပဲအဲ့ဒါကျွန်တော်တို့ဇီယာတဲ့လုပ်ခွင့်ရမယ်အဲ့ဒီမှာနမတ်ဖတ်ခွင့်လည်းရရှိမှာဖြစ်ပါတယ်